အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့တူဗီဒီယိုတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ YouTube channel ကိုဘာဖြစ်လို့စဖွင့်လိုက်လဲဆိုတဲ့အကြောင်းလေးကိုပြောပြတဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်အသက်25နှစ်ပြည့်သွားပါပြီဒီ25နှစ်မတိုင်ခင်ကပေါ့နော်ကျွန်တော်ဒီ personal development နဲ့ပတ်သက်ပြီးမှကိုယ့်အကိုအရန်တိုးတက်ချင်တယ်စိတ်ရှိတယ်ဒါပေမဲ့ကျွန်တော်လိုက်ပြီးမှမလုပ်နိုင်ခဲ့ဘူးဘာကကျွန်တော်ကိုတားဆီးနေရလဲဘာကကျွန်တော်ကိုနောက်ပြန်ဆွဲနေရလဲဆိုတော့ဒါပြင်းတဲ့စိတ်ပေါ့နော်ပြင်းတဲ့စိတ်ရယ်ပြီးတော့ဒီစင်ကြေတွေကိုယ့်အကိုပေးနေတဲ့စိတ်ကကျွန်တော်ကိုနောက်ပြန်ဆွဲနေတယ်ကျွန်တော်ဒီ personal development အတွက်လုပ်မယ် okay ငါကျုံးမယ်ဆိုပြီးမှကျွန်တော်အမြဲတမ်းစိတ်ထဲမှာရှိတယ်ဒါပေမဲ့လိုက်ပြီးမှမလုပ်နိုင်ခဲ့ဘူးအခုချိန်ထိလဲကျွန်တော်ဒီပြင်းတဲ့စိတ်ကကျွန်တော်ကိုဆွဲနေတော့မယ်အဲ့တော့ကျွန်တော်တခုစဉ်းစားလိုက်တယ်ပေါ့နော်ငါ25ရောက်လာပြီနောက်ဆိုရင်ကျွန်တော်30ရောက်ဖို့ဆိုတာကတော်လေးနီးလာပြီပေါ့နော်9နှစ်လောက်ပဲလိုတော့တယ်အဲ့ဆိုတော့ကိုယ့်အကူတိုးတက်မှဖြစ်မယ်ဆိုတော့စိတ်ဆန္ဒတစ်ခုနဲ့ကျွန်တော်ဒီ YouTube channel လေးကိုစပြီးမှဖွင့်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒီ YouTube channel ကကျွန်တော်အတွက်notebook လည်းဖြစ်တယ်ပြီးတော့ကျွန်တော်ရဲ့ memory တွေကိုသိမ်းဆည်းမဲ့နေရာတစ်ခုလည်းဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီ channel မှာဆိုရင်ကျွန်တော်ကိုယ့်အကိုတိုးတက်ဖို့အတွက် personal development skill တွေပြီးတော့ဒီ progress တွေကိုကျွန်တော် sharing လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ camera ရှေ့မှာအင်္ဂလိပ်လိုပြောရင်းနဲ့ camera ကိုကြောက်တဲ့စိတ်ကိုလည်းကျွန်တော်ဖျောက်ချင်တယ်ပြီးတော့ကျွန်တော်ရဲ့ဒီ2026မှာပေါ့နော်ကျွန်တော်ဒီအင်္ဂလိပ်ကိုလုံးဝ fluency level ထိလဲကျွန်တော်အရင်တိုးတက်ချင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ပထမဦးဆုံး challenge အနေနဲ့ရက်60 English speaking challenge ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်လုပ်တော့မှာဖြစ်ပါတယ်ဒီ English speaking challenge ပြီးသွားရင်တော့နောက်ပိုင်းမှာကျွန်တော်ကိုယ့်အကိုတိုးတက်စေမယ်ဥပမာစာအုပ်ဖတ်တာတို့ပြီးရင်ဒီကျမ်းမာရေးနဲ့အညီနေထိုင်စားသောက်တာတို့အဲ့လိုမျိုး challenge လေးတွေလည်းကျွန်တော်ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel ကမိတ်ဆွေတို့ကိုတခုခုပြီးနိုင်မလားဆိုရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဒါမိတ်ဆွေတို့ကြီးတဲ့သူအပေါ်မှာပဲမူတည်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ motivation မိတ်ဆွေတို့ကိုပေးရင်လည်းပြီးသွားမယ်ဒါမှမဟုတ်ကျွန်တော်နဲ့အတူတူ challenge ကိုလိုက်လုပ်ချင်တဲ့သူတွေရှိရင်လည်းအတူတူလိုက်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ပထမဆုံးဗီဒီယိုဆိုတော့ဘာတွေပြောရမှန်းလဲတေချာတူကျွန်တော်မသိဘူးပေါ့နော်ပြီးတော့နည်းနည်းလေးကြောင်တောင်နေနိုင်လိမ့်မယ်အဲ့အတွက်ကြောင့်လည်းကျွန်တော်အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်ရဲ့ English speaking challenge ကိုတော့ကျွန်တော်မနက်ဖြန်စမယ်ပေါ့နော်မနက်ဖြန်ကျွန်တော် English ကိုဒီ foundation ကနေပြန်ပြီးမှကျွန်တော်လေ့လာမယ်လေ့လာပြီးတော့ကျွန်တော်လေ့လာခဲ့တဲ့ဟာတွေပြီးတော့ကျွန်တော်ဒီဘယ်လိုပြောမလဲတိမှတ်ခဲ့တဲ့အရာတွေအားလုံးကိုလည်းကျွန်တော်ဒီ YouTube channel မှာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်